အားလုံးမင်္ဂလာပါဒီနေ့ချစ်ကိုချစ်မတွေကိုကျွန်တော်တို့ရဲ့စိန်သက်ဆန်ပွဲရုံမှာရရှိနိုင်တဲ့ဆန်မျိုးစားတွေနဲ့မိတ်ဆက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုလည်းဝေမျှပေးတော့မှာဖြစ်ပါတယ်အဲဆိုတော့ဒါကျွန်တော်တို့စိန်သက်ဆန်နဲ့လက်တွဲနေကြတဲ့ဘဝတူပေါ့နော်ဆန်ဆိုင်တွေကျွန်တော်တို့ရဲ့စိန်သက်ဆန်ကဒါဝေယူပြီးတော့စားသုံးနေကြတဲ့စားသုံးသူတွေအားလုံးဒီကျွန်တော်ရဲ့စိန်သက်ဆန်ရဲ့ကျေးဇူးရှင်တွေဖြစ်ပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးစူးစမ်းတော့ပါမယ်ကျွန်တော်တို့နဲ့လက်တွဲတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေလိုအပ်တာလေးရှိခဲ့တယ်နော်ဒါကောင်းတာတွေရှိမယ်တခါတလေအဆင်မပြေတာလေးရှိကောင်းရှိမယ်ပေါ့နော်ဘယ်စီးပွားရေးမှာမဆိုအားလုံးပါဖက်ဖြစ်နေတဲ့ပုံစံမျိုးတော့ဒါတော်တော်လေးရှားပါလိမ့်မယ်နော်ကျွန်တော်တို့လည်းစူးစမ်းနေတာပဲဒါပေမဲ့အကုန်လုံးတော့ပါဖက်မဖြစ်နိုင်ဘူးပေါ့နော်ဒီပေါ်မှာချစ်ကိုချင်းမတွေတို့အတွက်ပေါ့နော်ဒါကိုတို့နဲ့ဒါလက်တွဲပြီးတော့လှုပ်ဆောင်နေကြတဲ့ဆန်ဆိုင်တွေကိုစီကနေစားသုံးသူတွေနော်တစုံတရာကိုဖက်ကပြောတာဆိုတာဒါရောင်းတာတွေမှာပေါ့နော်အခက်မသိဒါအစင်မပြေတာလေးတွေရှိခဲ့မယ်ဆိုရင်လေပေါ့ကျွန်တော်ဒီနေရာကနေတောင်းပန်ပါတယ်ကျွန်တော်တို့ဒီအကောင်းဆုံးအမှန်ကိုအမှန်အရှိတိုင်းကျွန်တော်တို့စူးစမ်းပြီးတော့ချစ်ကိုချစ်မတွေကိုကုသိုလ်လေးရဝမ်းလေးဝဆိုတဲ့လိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးကျွန်တော်တို့စူးစမ်းပြီးတော့လှုပ်ဆောင်ပြနေတာဖြစ်တဲ့အတွက်နော်အတက်နိုင်ဆုံးဒီထက်မကကောင်းအောင်လေနော်ကျွန်တော်စူးစမ်းနေပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့စင်တဲ့ဆန်ပွဲရုံမှာရရှိနိုင်တဲ့ဆန်တွေကတော့ဒီအောက်ကနေကျွန်တော်အောက်ခြေကနေတန်းပြီးတော့အပေါ်ကိုပြောပြတော့မယ်နော်အောက်ကျုံးပေါ့နော်ပြောမယ်ဆိုအောက်ကျုံးကအစရှိတယ်3000ကျော်နဲ့ရတယ်ပြီးတော့နောက်4000ကျော်မှရှိမယ်အကျန်းလေးတွေပေါ့သူ့ရဲ့အပေါ်မှာဆိုရင်မနောဒုက္ခအဝါလေးတွေ9000ကျော်လေးတွေသူ့ရဲ့အပေါ်မှာဆိုရင်ကျွန်တော်တို့တီးဘူးတီးချက်ဇီယာအဲ့ဒါလေးတွေကလက်ရှိကျွန်တော်တို့6000ကျော်လေးတွေပေါ့အဖြူလေးတွေပေါ့အဖြူနော်အမာပါထမင်းအမာပြီးတော့နောက်ကျွန်တော်တို့သူ့အပေါ်မှာဆိုရင်မင်းအီယာတို့နော်မင်းအီယာဂျီလန်ပန်းဆိုရင်လည်းကျွန်တော်9000ကျော်ဓာတ်ပတ်ပို့လဲဆိုရင်တော့6000ကျော်လေးတွေပေါ့နော်အဲ့ဒီမျိုးလေးတွေလည်းရှိပါတယ်မနေ့ကဂျီလန်ပန်းတဲ့ဆိုရင်ထမင်းကမပြော့မမာလေးဒီနေ့အသစ်တွေဆိုရင်တော့ပြော့တာပေါ့နော်အဲ့မျိုးလေးရှိတယ်ပကန်းတွေရှိတယ်ဖန်တီးဒုက္ခတွေရှိတယ်နော်နောက်ကျွန်တော်တို့အဲ့ဒီအပေါ်မှာတခြားကျွန်တော်တို့ဒီဗာလဲရက်ကိုးစေမြောင်းမြရက်ကိုးစေနောက်ထပ်ကျွန်တော်ဖြာပုံယတနာတို့ဖြာပုံရက်ကိုးစေအစားခက်သိန်းသူ့ဈေးတန်းနဲ့သူပေါ့နော်9000ကျော်8000ကျော်ကိုတော့အစားစားလေးတွေပေါ့အဟောင်းတွေပါအမျိုးလေးတွေလည်းရှိပါတယ်နောက်ကျွန်တော်တို့ရှမ်းမြင့်မယ်လည်းရှိတယ်ပေါ့နော်ရှမ်းမြင့်မယ်ဘာစမာတီမြန်မာဘာစမာတီဆန်ပုံစံမျိုးလေးပေါ့အဲ့ဒါလေးတွေလည်းရှိပါတယ်3000ခွေလောက်ပဲရှိတယ်ပေါ့နော်အဲ့မျိုးလေးကျွန်တော်တို့စီမှာရမယ်ပေါ်ဆန်မွေးအသေးအဟောင်းတောင်ပြန်ကြားပြန်နောက်ရွှေဘိုအသစ်တွေဒါတွေလေးရပါတယ်ချစ်ကိုချင်းမတွေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်မှာယူအားပေးလို့ရပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ